ဒီဗီဒီယိုမှာကတော့ကျွန်တော်ကလူတစ်ယောက်ကသူ့ရဲ့တစ်နေ့တာကယ်လိုရီပမာဏဘယ်လောက်လိုအပ်လဲဆိုတာကိုကိုယ့်ဘာကိုယ်တွက်လို့ရတဲ့ပုံစံလေးပြပါမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ကျမတို့က equation နဲ့လက်နဲ့ချတွက်တာပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းတော့ဖုန်းရှိတယ်အင်တာနက်လည်းရတယ်ဆိုလို့ရှိရင် Google မှာဒီ Harris Benedict calculator ဆိုပြီးရိုက်ထည့်လိုက်ရင်ကိုယ့်ဘာကိုယ်တွက်လို့ရတယ်။ Harris Benedict ဒါမှမဟုတ်ရင်လည်း Omni calculator ဆိုပြီးရိုက်လိုက်ပေါ့နော်။အဲ့ဒါဆိုရိုက်ပြီးသားကိုပေါ်လာလို့ရှိရင်ဒီလိုလေးဝင်လိုက်ဝင်လိုက်လို့ရှိရင်ဒီပုံစံလေးမြင်ရမယ်တော့ Omni calculator လို့လည်းခေါ်တယ်။အဲ့တော့ဒီဘက်ညာဘက်အချမ်းမှာကိုယ့်ရဲ့အချက်လက်တွေထည့်လိုက်ရုံနဲ့ကိုယ့်ရဲ့တစ်နေ့တာလိုအပ်တဲ့စွမ်းရည်ပမာဏကိုသူတို့ပြပေးလိမ့်မယ်ပေါ့နော်။အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ဘာမှယောက်ျားလေးလားမိန်းကလေးလားပေါ့မိန်းကလေးပေါ့နော်။ဒါနမူနာထည့်ပြမယ်အသက်ထည့်ပဲပေါ့နော်။အသက်ဆိုလို့ရှိရင်40ပေါ့နော်အရက်ကကြတော့သူကစင်တီမီတာနဲ့ထည့်မလားဒါမှမဟုတ်မီတာနဲ့ထည့်မလား inch နဲ့လက်မနဲ့ထည့်မလားပေနဲ့ထည့်မလားရတယ်ပေါ့နော်လွယ်အောင်လို့တော့စင်တီမီတာနဲ့ပဲထည့်လိုက်မယ်150စင်တီမီတာကိုကပေပဲသိတယ်ဆိုလို့ရှိရင်လည်း Google မှာပြောင်းလိုက်လို့ရတယ်စင်တီမီတာနဲ့ပြောင်းပေးပါဆိုပြီးတော့အဲ့ဒီစင်တီမီတာကိုထည့်ပြီးလို့ရှိရင်ပေါင်ချိန်ပေါ့နော်ပေါင်ချိန်က kg နဲ့ထည့်မလားပေါင်နဲ့ထည့်မလားရ kg ဆိုလို့ရှိရင်နမူနာအနေနဲ့50 kg ထည့်လိုက်ပြီဒါဆိုသူက auto ပဲသူတွက်ပေးတယ်ပထမဆုံးတွက်ပေးတာက basal metabolic rate basal metabolic rate ဆိုတာကexercise တွေလှုပ်ရှားမှုတွေ physical activity တွေမပါသေးဘူးပေါ့နော်သူကကြတော့လူတစ်ယောက်ကဘာအလုံးမမလုပ်ဖက်နဲ့ဒီတိုင်းပဲဂရင်ပေါ်မှာပဲအိတ်နေတယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းအင်ပမာဏပေါ့နော်အဲ့ဒါဘယ်လောက်ကုန်လဲဆို1223ကုန်တယ်တဲ့အဲ့ဒီကနေမှသူက energy ဘယ်လောက်လိုလဲဆိုတာကိုကြာ physical activity ထပ်ထည့်ရတယ်အဲ့တော့ဒီမှာ physical activity လဲပဲဒါကတော့ကိုယ်လှုပ်ရှားတဲ့ပုံမှာမူတည်ပြီးတော့ထည့်ရတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာမှမလုပ်ဘူး sedentary lifestyle ဆိုတာကအများအားဖြင့်ရုံးသမားတွေပေါ့နော်ရုံးမှာတနေကုန်ထိုင်ပြီးတော့ပဲရေးနေရတယ်စာရေးနေရတယ်ကွန်ပျူတာရိုက်နေရတဲ့သူတွေဆိုရင်เนาะဒီထဲကို sedentary ထဲကိုဝင်မယ်ပေါ့ exercise မရှိဘူးဒါမှမဟုတ်ရင်တစ်ပတ်ကို2ခါလောက်လမ်းလျှောက်တဲ့စပိန်စီးရဆို light exercise ပေါ့ဒီထက်နည်းနည်းလေးလုပ်တယ်ဆိုရင် moderate exercise ပေါ့အဲ့တော့ကိုကဘယ်ထဲပါလဲတော့ exercise များရင်များတယ်လို့ energy ကပိုကုန်တယ်ပေါ့အဲ့တော့ moderate exercise ဆိုရင်တော့ဒီမှာ1890 kilocalorie per day တဲ့တရက်ကိုသူက1900 kilocalorie ကုန်တယ်ဆိုပြီးတော့တစ်ခါတည်းတွက်ပြီးတယ်အဲ့တော့ကိုကတစ်နေ့တာမှာဒီမှာဆိုလို့ရှိရင်အသက်40ရှိတဲ့အမျိုးသမီးတယောက်အရက်အနေနဲ့150စင်တီမီတာရှိရဲ့ weight အနေနဲ့က50 kg ရှိတဲ့သူတယောက်ဒီ moderate exercise လုပ်မယ်ဆိုရင်သူ့ရဲ့ calorie ဒီ1900 kilocalorie လောက်ကုန်တယ်အဲ့တော့သူကထမင်းစားမယ်မုတ်စားမယ်အစားတောက်စားမယ်ဆိုရင်သူ့ရဲ့တစ်နေ့တာ calorie ဒီ1900ပတ်ဝန်းကျင်ရှိရမယ်အဲ့ထက်ကျော်ပြီးတော့စားမိတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုရင်ပိုတဲ့ calorie ဒီခန္ဓာကိုယ်ထဲမှာအဆီအနေနဲ့စုလာမယ်ပေါ့နော်အဲ့တော့သူကဒီလိုမျိုးပိုပြီးစားတဲ့ရက်တွေများလာမယ်ဆိုလို့ရှိရင်เนาะ weight တက်လာမှာဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်